ကဲအာစီတို့မင်္ဂလာပါနော်ဒီနေ့ကျွန်တော်အမိတ်တောင်းချစ်တောင်လေးရဲ့နော်အတန်တော်လေးနော်ကျွန်တော်အတန်ဆန်းပြပေးပါခင်ဗျာအာစီတို့မင်္ဂလာပါနော်ဒီကောင်လေးကနော်ကျွန်တော်ရှာချင်းဆောင်ပို့ရမယ့်အလုံးလေးခင်ဗျာနော်သူက18လက်မဒီ1200ဝက်နော်ချစ်ခွက်အကြိုက်တီးလို့ရတယ်ခင်ဗျာနော်ဒီနေ့ကကျွန်တော်ချစ်တဲ့ကောင်လေးနဲ့ကျွန်တော်အတန်ဆန်းပြပေးရခင်ဗျာနော်ဟုတ်ကဲ့ဗျာနော်အတန်လေးထပ်နားထောင်ကြည့်မယ်ခင်ဗျာနော်ကဲကျွန်တော်တို့2 channel တည်းတွေ့တာခင်ဗျာနော်ပေါက်ပြဿနာလေးနည်းနည်းရှိလို့ခင်ဗျာနော်ကဲဒါအစ်စ်ပါခင်ခင်ဗျာနော်လိုတော့ဆရာများကျွန်တော်ရှိမှာနော်ဒီကောင်လေးတွေလိုသလောက်စိတ်ဆက်မှာယူအားပေးလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ဒါတွေ့နောက်ပိုင်းလေးခင်ဗျာနော်ကဲဟုတ်ကဲ့နော်အားလုံးကျေးဇူးပါခင်ဗျာ